Hair Paradise ဒီစကားထဲမှာဒီ Ninja တွေရဲ့လျှို့ဝှက်ကဘာတွေဆာမူရိုင်းတွေရဲ့ဂုဏ်သိက္ခာဓာတ်ချက်တွေနဲ့တဘာဝလွန်တရားတွေပေါင်းစပ်နေတဲ့ကဘာတစ်ခုဒါပေမဲ့ဒီကဘာမှာတင်ထားသလိုတောက်ပနေတာမျိုးမဟုတ်ဘဲနဲ့အပြစ်တွေတည်ချင်းတရားတွေနဲ့ပြည့်နှက်နေတဲ့ Death Fantasy ကဘာကြီးတစ်ခုဒီကဘာရဲ့အမှောင်မိုက်ဆုံးနေရာမှာတော့အခေါင်းပေါက်ဂါဘီမာရူလို့ခေါ်တဲ့နာမည်ကျော် Ninja တယောက်ရှိနေတယ်သူ့ကိုဘယ်လိုနည်းနဲ့မှတတ်လို့မရဘူးမီးရှို့တာခေါင်းဖြတ်တာပြီးတော့မြင်းနဲ့ဆွဲဖြစ်တာတွေကဘာမှမထူးခြားဘူးလူတွေကသူ့ကိုအခေါင်းပေါက်ကာပြီးမှလို့ခေါ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူကခံစားချက်လည်းမရှိဘူး၊တွေ့တာမှုလည်းမရှိဘူး။လူသက်လက်တစ်ခုလိုပဲသူ့ကိုမြင်ကြတယ်။ဒါပေမဲ့အဲ့ဒီအခေါင်းပေါက်ကာပြီးမှလူရဲ့စိတ်ထဲမှာပေါ့နော်။ပြုတ်ဝက်ချက်တစ်ခုရှိနေတယ်။အဲ့ဒါကတော့သူ့ဇနီးပေါ်ထားတဲ့နှက်ဆိုင်နဲ့ချင်းမြတ်တာဆိုတဲ့အရာပါပဲ။အဲ့ချင်းမြတ်တာကပဲသူ့ကိုမသိစိတ်ကနေအသက်ရှင်မှုတက်ကိုတောင်းအပ်ပေးနေသေးတယ်။တနေ့မှာသူ့ကိုမယုံနိုင်စရာကံလာမှုတစ်ခုရောက်လာတယ်။ Paradise လို့ခေါ်တဲ့ကျွန်းပေါ်မှာမသိသေးကိုသွားချပြီးလူကြီးချမ်းသာကပေးမယ်ဆိုတဲ့တန်လမှုတစ်ခုဒီကျွန်းကနာမည်နဲ့လိုက်အောင်လှပနေပြီမြဲတကယ်တော့ငရဲကျွန်းတစ်ခုပဲသူ့လိုပဲတည်တံချခံရတဲ့အန်ဒီရဲ့အရှိဆုံးအဆွေသားတွေနဲ့အတူဒီခီကိုသွားရမယ်သူတို့အလုံးရဲ့နောက်မှာယာမန်တာအစာရင်မဆိုတဲ့မျိုးနွယ်စုကဒီကွက်မြတ်သူတွေကနေအဆောင်ဖြစ်နေလိုက်ပါလာကြတယ်သူတို့ကတာမန်လူသက်သမားတွေမဟုတ်ပဲနဲ့တရားမျှတမှုအတွက်ဓာတ်ကင်ဆွဲတာဖြစ်ပြီးတော့တယောက်ချင်းစီတိုင်းမှာကိုယ်ပိုင်တွေးခေါ်တွေအတွင်းစပရိပခါတွေနဲ့ပြည်နေတယ်ဒီ enemy ဟာဆိုရင် MAPPA Studio ရဲ့ဒီအမခန်းလာပါတဲ့ S line တွေတည်တဲ့ 5 cents တွေကြားထဲမှာအသက်ရှင်ခြင်းဆိုတာဘာလဲအပြစ်သားတိုင်းဟာတကယ်မကောင်းတဲ့သူတွေလားဆိုတဲ့အတွေ့အကြုံပိုင်းဆိုင်ရာမေးခွန်းတွေကအသင်ကိုဒီဇလန်ကနေစီမောသွားစီမှာဖြစ်ပါတယ်ဒီလှပတဲ့ပန်းခွင်းတွေကတကယ်တော့ဒီတည်ဆုံးသူရဲ့ခန္ဓာကိုယ်မှာပေါက်နေတာဖြစ်ပြီးတော့အပြစ်သားလို့သတ်မှတ်ခန္ဓာရဲ့လူတွေစီမှာလည်းကာကွယ်စရာအကြောင်းတရားတွေရှိနေနိုင်တယ်ဆိုတာကိုဒီ enemy မှာကောင်းကောင်းကြီးချပြထားတယ်ဒီ Hair Paradise ကအရှင် drama philosophy ကိုအချိုးကျကျပေါင်းစပ်ထားတဲ့အသက်ရှင်တန်မှုရဲ့တန်ဖိုးကိုမေးခွန်းထုတ်ထားတဲ့ဇလန်တစ်ပုဒ်လည်းဖြစ်တယ်